ရှက်ခါငယ်စဉ်ကလေးဘဝကစုံမလေးတယောက်ကိုစိတ်ဆိုးအောင်လုပ်မိခဲ့တာကြောင့်သူမစီကချိန်စာတိုက်ချင်းခံခဲ့ရတယ်လို့ယုံကြည်နေသူဖြစ်ပါတယ်အဲ့ဒီချိန်စာကတော့သူနဲ့ချိန်တွေ့ပြီးတဲ့မိန်းကလေးတိုင်းဟာသူနဲ့လမ်းခွဲပြီးတာနဲ့ချက်ချင်းဆိုသလိုသူတို့ရဲ့တကယ်အချစ်စစ်နဲ့ဆုံတွေ့သွားမယ်ဆိုတာပါပဲချကဒါကိုစမ်းသပ်ဖို့အတွက်ဝါဝါကောင်မလေးတယောက်ကိုပတ်စံပေးပြီးညစာတူစားဖို့ကန့်လန့်ခဲ့ပါတယ်တကယ်လဲနောက်တစ်နေ့မှာအဲ့ဒီကောင်မလေးဟာသူမရဲ့အချစ်စစ်ကိုရှာတွေ့သွားတာကိုချတယောက်ထင်မှမြင်လိုက်ရပါတဲ့ဒီသတင်းဟာအွန်လိုင်းမှာပြန့်နှံ့သွားတဲ့အတွက်ကံကောင်းကျင်ကြတဲ့လှပတဲ့အမျိုးသမီးတွေဟာချက်ရဲ့သွားဘက်ဆိုင်မှာအစီရီတန်းစီလာကြပြီးသူနဲ့ချိန်တွေ့ဖို့ကြိုးစားခဲ့ကြပါတယ်မိန်းကလေးများစွာနဲ့ပတ်သက်ခဲ့ရပေမဲ့ချကတော့တကယ်အချစ်စစ်ကိုသာတောက်တနေခဲ့ပါတယ်တနေ့မှာတော့သူဟာခန်းလို့ခေါ်တဲ့ပင်ကွင်းထိမ့်သိမ်းဆောင်ရှောက်သူအမျိုးသမီးလေးကိုမြင်မြင်ချင်းချစ်မိသွားပါတယ်ခံသွားကျိုးသွားတဲ့အခါချကကူညီပေးခဲ့ရကနေသူတို့နှစ်ယောက်ချင်းတွေ့ဖြစ်ခဲ့ကြပါတယ်ဒါပေမဲ့ချခေကသူတို့တကယ်ချစ်သူဖြစ်သွားရင်ချိန်စာကြောင့်ခန်းကိုအမြဲတမ်းဆုံးရှုံးရမှာကိုကြောက်တဲ့အတွက်သူမကိုနမ်းဖို့တောင်ဝင်လေးနေခဲ့ပါချခါခန်းကိုမဆုံးရှုံးရလေအောင်ပန်းတွေပူပေါင်းတွေနဲ့အကြီးအကျယ်အားထုတ်ခဲ့ပေမဲ့ခန်းကတော့ဒါကိုထူဆန်းပြီးရှက်စရာကောင်းတယ်လို့ပဲမြင်ခဲ့ပါတယ်ချကခန်းကိုလက်ထပ်ခွင့်တောင်းမှုစူးစမ်းစင်မှာပဲခန်းကတခြားအမျိုးသားတယောက်ကိုဖက်နေတာကိုမြင်သွားပြီးဒေါသတကြီးနဲ့အဲ့ဒီလူကိုထိုးချိတ်ခဲ့ပါတယ်ဒီလိုရဲ့ကြောင့်ခန်းကစိတ်ပြက်ပြီးချက်ကိုလမ်းခွဲခဲ့ပါတယ်နောက်ပိုင်းမှာချက်ဟာငငယ်ကစုံမလေးကိုပြန်ရှာတွေ့ခဲ့ပြီးသူမကတော့အဲ့ဒီချိန်သားဆိုတာကလေးဘဝကစိတ်ဆိုးလို့ပြောခဲ့တဲ့အတိတ်ပဲမရှိတဲ့စကားတွေသာဖြစ်ကြောင်းရှင်းပြခဲ့ပါတယ်အဲ့ဒီအခါမှာချက်ကခန်းကိုဆုံးရှုံးရတာဟာချိန်သားကြောင့်မဟုတ်ပဲသူ့ရဲ့လုပ်ရက်တွေကြောင့်သာဖြစ်ကြောင်းသိသွားခဲ့ပါတယ်ခန်းကပင်ကွင်းကျွမ်းကျင်သူဘရင်းနဲ့အတူအနာတိတ်တိုက်ကိုသွားတော့မယ်ဆိုတာကိုသိလိုက်ရတဲ့အခါချက်ကလေးစိတ်ကိုအပြေးသွားပြီးဘရင်းနဲ့မသွားဖို့တောင်းပန်ခဲ့ပါတယ်ဒါပေမဲ့ခန်းကဘရင်းရဲ့ဇနီးလည်းအတူတူလိုက်သွားမှာဖြစ်ကြောင်းရေမောရင်းရှင်းပြခဲ့ပြီးနောက်ဆုံးမှာတော့သူတို့နှစ်ယောက်ပြန်လည်အဆင်ပြေသွားကြပါတော့တယ်